ကိုဘဝကိုကိုပြန်ပြီးတော့ကြည်ပါအမြဲတမ်းမြင့်နေမှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မာနတွေနဲ့မပြောပါနဲ့ဒေါသတွေနဲ့မပြောပါနဲ့ပြောခြင်းနဲ့ဆိုရင်လေးပဲပိဿကြီးမှန်ကန်၍အကျိုးရှိသောစကားကိုအခါခွင့်ကိုကြည်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောပါဟုတ်လားအေးအကောင်းဆုံးကတော့စကားကိုနဲတာအကောင်းဆုံးပဲစကားများလို့ရှိရင်အပြစ်များတယ်ဗျဒကာကြီးဒီမကြီးများစကားတွေအများကြီးပြောရင်အပြစ်များတယ်ဗျမြတ်စွာဘုရားဟောထားတာရှိတယ်လေစကားများခြင်းရဲ့အပြစ်၅မျိုးတဲ့ကဲဥက္ကဋ္ဌမမင်းငါပြောလိုက်တော့မယ်မင်းဝေးဝေးမသွားမလားတစ်တော့ပေါ်မှာပွားစီလှုပ်နေတာဒါပဲပြောငါပထမကငါဗုဒ္ဓဘာသာကနေလာတာဗုဒ္ဓဘာသာလို့ငါပြောတတ်တယ်ဆိုတတ်တယ်နားလည်တယ်ဒါပေမဲ့ငါဗုဒ္ဓဘာသာကိုမယုံကြည်လို့မကိုးကွယ်တာပဲရှိတယ်မယုံကြည်ဘူးဆိုတာကငါစော်ကားနေတာမဟုတ်ဘူးမယုံကြည်ဘူးဆိုတာကတခုရှိတယ်ဗုဒ္ဓဘာသာရဲ့အကြောင်းနဲ့ဖန်ဆင်းရှင်ကိုးကွယ်တဲ့အကြောင်းကလိလာတဲ့သူတွေပဲသိတယ်ကွာမလိလာတဲ့သူကတော့မသိဘူးကွာငါပြောရင်လည်းမင်းတို့ကြိုက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ငါကပထမမင်းတို့ဆရာတော်ဒေါက်တာနန္ဒပိဝင်သားကိုပြောတယ်ဆရာတော်ဗျာနော်ဆရာတော်အကယ်၍ဖန်ဆင်းရှင်ဖျားပေါ်ကိုးကွယ်တဲ့သူတွေပေါ်မှာဆရာတော်ဖျားအနေနဲ့အမြင်မရှင်းတာရှိရင်တပိတော်ကိုလာမေးပါတပိတော်ရှင်းပြပါမယ်အေးစစ်စီစာလေးတွေနဲ့ငါရေးရှင်းပြတယ်ဒါပေမဲ့မင်းတို့ရဲ့ဆရာတော်ဒေါက်တာနန္ဒပိဝင်သားကဒီ2024မကုန်ခင်မှာဘာပြောလဲဆိုတော့ငါကအမှန်တရားကိုလက်မခံနိုင်ဘူးတဲ့ဘာလဲဆိုတော့ तू မလိလာတာပါငါပြောတင်တာက तू ကိုယ်တိုင်ရေးတာပဲလားသူ့ရဲ့တကားတော်တွေရေးတာပဲလားတော့မသိဘူးပေါ့ကွာအဲ့ဒီမှာဒေါက်တာနန္ဒပိဝင်သားဆိုပြီးတော့ပေါမောက္ခကျုပ်ဒေါက်တာနန္ဒပိဝင်သားဆိုတဲ့ page တစ်ခုကနေပြီးတော့ရေးတာငါတွေးလိုက်တယ်တွေးလိုက်တော့ငါစာရီနဲ့အေးအေးဆေးဆေးလေးရှင်းပြနေတဲ့ကြားထဲမှာမင်းတို့ဒေါက်တာနန္ဒပိဝင်သားရဲ့စာရီတော်၎င်းစကားရီတော်၎င်းအရန်ဆွရောက်တယ်ငါတို့ဖန်ဆင်းရှင်ကိုးကွယ်တဲ့သူတွေကိုမင်းတို့တော်တော်ပြည့်ရဲ့ငါပြောတယ်ဗုဒ္ဓဘာသာမှာကုသိုလ်ကံအကုသိုလ်ကံလို့သုံးတယ်တခြားဘာသာတွေမှာငါတို့ဖန်ဆင်းရှင်ကိုးကွယ်တဲ့သူတွေမှာကုသိုလ်ကံအကုသိုလ်ကံဆိုတဲ့ဝေါဟာရမသုံးဘူးဒါပေမဲ့ရှိတယ်တချို့အသုံးနဲ့တဲ့ရှိတယ်ကုသိုလ်ကံဆိုတဲ့စကားလုံးတွေရှိတယ်အသုံးနဲ့တယ်ဝေါဟာရသိပ်ပြီးတော့အဲ့ဒီဝေါဟာရကိုသိပ်မသုံးဘူးရှိတယ်မရှိဘူးမဟုတ်ဘူးရှိတယ်ကုသိုလ်ကံအံဆိုတဲ့ကုသိုလ်ဆိုတဲ့စကားလုံးတွေရှိတယ်ဒါပေမဲ့အသုံးနဲ့တယ်မင်းတို့နားမလဲဘူးမင်းတို့ဒီငါတို့ရဲ့ကျမ်းစာအုပ်ကိုမြန်မာလိုဖတ်တဲ့အခါမှာငါတို့ကျမ်းစာကမင်းတို့အဲ့ဒီဗုဒ္ဓဘာသာကျမ်းစာတွေနဲ့မတူဘူးကွာမတူဘူးဆိုတာကဘာကြောင့်လဲဆိုတော့ငါတို့ကျမ်းစာကဘာနဲ့သွားတူလဲဆိုတော့ဟင်းပေါင်းစုံနဲ့တူတယ်ချင်မောင်ရွက်လည်းပါတယ်ဘူးညွန့်လည်းပါတယ်အဲ့ဒီမှာသခွားသီးလည်းပါတယ်ခဲညင်သီးလည်းပါတယ်ဟင်းပေါင်းစုံပေါ့ကွာအဲ့လိုမျိုးချက်တယ်လို့ပဲချက်တယ်ပြောအပဲဆိုရင်နော်ဟင်းပေါင်းစုံလို့ပဲဒါကြောင့်မင်းတို့နားမလဲဘူးဟင်းပေါင်းစုံဆိုတာလေချက်တတ်မှစားလို့ကောင်းတာလေငါတို့ဘာသာတရားကကျမ်းစာဆိုတာမင်းတို့အဲ့ဒီကပ္ပဦးကျမ်းကနေဖြားရိကျမ်းထီအောင်မင်းတို့အခောက်ခောက်ခါခါဖာနားမလဲဘူးအတိတ်ပဲမသိဘူးကျမ်းစာကငါပြောမယ်ငါတို့ရဲ့ကျမ်းစာကခရိယန်တိုင်းလည်းနားမလဲဘူး
အဲ့ဒါပြောတော့ငါနဲ့ငါဆရာတွေနဲ့အဲ့ဒီမငါတငယ်ချင်းတွေတောင်းရံဖြစ်သေးတယ်ရံဖြစ်တယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ငါသူ့ကိုဖုံးဆက်မိတယ်ဆရာဘာလုပ်နေလဲဆိုတော့ဆရာရဲ့တဲ့ကျွန်တော်ဒီတပတ်တရားဟောရမှာမလို့တဲ့ကျွန်တော်ဒီမှာကျမ်းစာရှာနေတယ်တဲ့ဆရာရဲ့ဆရာကအဲ့ဒီမှာကျမ်းစာကြောင်းစင်ဆရာပြောတော့လဲဘွေးရထားတာပဲလို့ကျွန်တော်ကအခြေခံမူလတန်းကြောင်းနဲ့တမ်းမအောင်ဘူးလို့ဆရာဘာဖြစ်လို့ကျမ်းစာဒီလောက်ရှာနေရတာလဲကျွန်တော်ခိုင်းလိုက်စမ်းပါဆရာရဲ့လို့ဆရာဒီတပတ်တရားဟောလို့ပြောလိုက်အခုချက်ချင်းဆရာကျွန်တော်ဒီမှာတရားဟောပေးပါလို့ပြောပါလားလို့ဘာကျမ်းစာမှကျွန်တော်ရှာမနေဘူးလို့ကျွန်တော်ချက်ချင်းကောက်ဟောမယ်လို့အဲ့လိုပြောတာဘာလဲဆိုတော့အဓိကငါအမြဲတမ်းပြောနေကြစကားရှိတယ်ဥက္ကဓမ္မနော်ဓာတ်တလက်ကသွေးနေကြဓာတ်ကအမြဲတမ်းထက်တယ်ကွာငါကဘာကြအဲ့ဒါကြောင့်မှမအောင်ဒါပေမဲ့ငါအခြေခံမူလတန်းကြောင်းနဲ့တမ်းမအောင်ခဲ့ဘူးဒါပေမဲ့ငါဘာလို့ခရိယန်ဘာသာတရားကိုကောင်းကောင်းမွန်မွန်ကျွမ်းကျွမ်းကျင်ကျင်နားလည်နေတာလဲဆိုတော့ငါကဓာတ်တလက်ပဲအမြဲတမ်းခုန်နေတယ်အမြဲတမ်းပေါင်းရှင်းနေတဲ့ကောင်လေးမင်းနားလဲလားအဲ့ဒါကောငါစားတလုံးမှမတတ်ဘူးဒါပေမဲ့ငါဘယ်ရမှဘွဲမရလာဘူးဒါပေမဲ့ငါပြောချင်တာဘာလဲဆိုတော့ငါသိချင်တာရှိရင်အမြဲတမ်းငါကောင်းထဲမှာဒါပဲရှိတယ်ဒါပဲတွေးတယ်ငါကဒါကြောင့်လဲလူများနဲ့လဲပေါင်းလို့မရဘူးလူများဟိုပြောဒီပြောအဲ့ဒီမှာမင်းတို့ပြောနေတဲ့စကားတွေကငါကောင်းထဲမှာအမိုက်ပဲရှိတယ်နော်ဒါကြောင့်ဒေါက်တာနန္ဒပိဝင်သာမလားဆိုတဲ့ဆရာတော်ပြောနေတာပထမဆုံးငါတွေးတဲ့အခါမှာပထမဆုံးအဲ့ဒီမှာသူရဲ့တရားကိုငါစပြီးတွေးတာကဘာလဲဆိုတော့ငါရဲ့တငယ်ချင်းတရားပေါ့ကွာသူက Google မှာသွားပြီး share လိုက်တာတွေ့တယ် Google မှာ share လိုက်တော့ငါကသွားပြီးနားထောင်တာနားထောင်တော့ဒေါက်တာနန္ဒပိဝင်သားကအဲ့ဒီမှာကွာမြန်မာကြီးကနေဖန်ဆင်းရှင်ဝါဒဖြစ်ပေါ်လာဖို့ဒါသူ့ရဲ့အပျော်သူ့ရဲ့အဟောမှာငါဒါဘာမှမပြောခဲ့ဘူးဒါသူ့အမြင်သူ့အတွေးခေါ်ပေါ့သူပြောတဲ့နေရာသူ့ဟာသူအမြင်ပေါ့ဒါပေမဲ့ငါဘာမှအဲ့ဒီချိန်ကလည်းဇောတကမတက်ခဲ့ဘူးဘာမှလည်းမဖြေရှင်းဘူးအေးစစ်စစ်ပဲနေတယ်ဒါပေမဲ့နောက်တစ်ခေါက်တွေ့တယ်ဘာတွေ့လဲဆိုတော့ဘာသာတရားဆိုတာအတူတူပါပဲဆိုတာငါတွေ့တယ်ဘာမှမပြောသေးဘူးဘာသာတရားကတူတူပါပဲလို့ပြောလို့မရဘူးငါပြောမယ်ဗုဒ္ဓဘာသာဆိုတာကဖန်ဆင်းရှင်ကိုးကွယ်တဲ့သူတွေရဲ့နောက်မှာနှစ်ပေါင်း3000နဲ့ဝါလောက်ကြာ3000ကျော်လောက်ဝါတယ်နော်အဲ့တော့ဖန်ဆင်းရှင်ဖျားကိုးကွယ်တဲ့သူတွေအထဲထဲမှာတောင်မှနော်ကွဲထွက်လာတာတွေအများကြီးရှိတယ်ဖန်ဆင်းရှင်ကိုးကွယ်တဲ့သူတွေထဲမှာပထမဆုံးကဘာလဲဆိုတော့ယူဒဘာသာလို့ခေါ်တယ်ငါတို့ကျမ်းစာထဲမှာတော့ယူဒဘာသာဣသေလတို့ဤဖျားလို့ပြောတာနော်အဲ့တော့ယူဒဘာသာဣသေလတို့ဤဖျားလို့ပြောတဲ့ခါမှာနောက်ပိုင်းတော့ဒီ AD ရောက်တဲ့ခါကျတော့ AD ဝါလောက်ကနေပေါ့ AD 3လောက်ကနေပြီးတော့စပြီးတော့ပေါ့ကွာခရစ်တော်မွေးဖွားလာတယ်မွေးဖွားလာပြီးတော့နှစ်30ပြည့်တဲ့အခါမှာသာသနာပြုလာတယ်ခရိယန်ဘာသာဆိုတာဖြစ်ပေါ်လာတယ်ခရိယန်ဘာသာဆိုတဲ့ဝေါ်ဟာရကငါတို့ကျမ်းစာထဲမှာဘယ်လိုပြောထားလဲဆိုတော့ခရစ်တော်နောက်ကိုဝိုင်းရံပြီးတော့လိုက်နေလို့ခရိယန်လို့ခေါ်လာတာအမှန်တော့ခရိယန်ဆိုတာဘာသာမဟုတ်ဘူးခရိယန်ဆိုတဲ့ဟာကခရစ်တော်နောက်ကိုလိုက်နေတဲ့သူတွေလို့ပဲအဓိပ္ပာယ်ရတယ်ဘာသာတရားမဟုတ်ဘူးဘာကြောင့်အဲ့ဒီခရိယန်ဘာသာနဲ့ယူဒဘာသာဆိုတာဘာကိုကွာခြားသွားလဲဆိုတော့အမှန်တော့ဒီခရိယန်ဘာသာအခရိယန်ဘာသာတရားသည်မြန်မာလူမျိုးအတွက်လည်းကယ်တင်ခြင်းမဟုတ်ပါဘူးအင်္ဂလိပ်အတွက်လည်းကယ်တင်ခြင်းမပါဘူးဘယ်လူမျိုးအတွက်မှကယ်တင်ခြင်းမပါဘူးပထမသူ့ရဲ့လူမျိုးဖြစ်တဲ့ယူဒလူမျိုးဣသရေလလူမျိုးဂျူးလူမျိုးအတွက်ပဲကယ်တင်ခြင်းဆိုတာကမြန်မာလူမျိုးအတွက်လည်းပါအောင်မြဗုဒ္ဓဘာသာဆိုတာဖုတ်လေတဲ့ငပိရှိလေတဲ့တော့အောက်မိတဲ့ဘာသာတရားမဟုတ်ဘူးအဲ့ဒီဘာသာတရားက
နောက်ပိုင်းတော့ဘလို့ဖြစ်သွားတာလဲဆိုတော့ယူရလူမျိုးတွေကဖះကိုမကိုးကွယ်ပဲနေကိုကိုးကွယ်တယ်နေကိုကိုးကွယ်တဲ့အတွက်ကြောင့်နော်ဒီဘာသာတရားကဒီတိုင်းဆိုရင်တော့မဖြစ်ဘူးဒါကြောင့်ဖះကဘာလို့ဘလို့ပြင်ဆင်လိုက်လဲဆိုတော့တပါးသောအမျိုးသားတွေအတွက်ကဲတင်ခြင်းတရားဆိုတာပြန်ပြီးပြင်ဆင်လိုက်တာပြင်ဆင်လိုက်တဲ့အခါမှာကဘာကိုပြန့်သွားတဲ့ခရိယန်ဘာသာတရားဆိုတာဖြစ်လာတယ်ယူရလူမျိုးတွေကမင်းတို့နားလဲအောင်ငါပြောမယ်ငါကျမ်းစာတွေနဲ့ရေးရှင်းထားတာတွေအများကြီးရှိတယ် Facebook ပေါ်မှာ TikTok ပေါ်မှာကမင်းတို့အဲ့ဒီဟိုမရောက်ဒီမရောက်လာပြီးတော့မလုံနဲ့ရှင်ဥက္ကဋ္ဌမနော်မင်းတို့ဟိုမရောက်ဒီမရောက်တရားတွေ10မိနစ်2မိနစ်နဲ့လာမဟောနဲ့ငါ Facebook ပေါ်မှာစာနဲ့ရေးရှင်းပြထားတယ်မနေ့ကမင်းပြောထားတဲ့ကံတရားအကြောင်းကအဲ့ဒီမှာရှင်ဘာကြောင့်သိခြင်းတရားဆိုဖြစ်လာတယ်ငါရှင်းထားတယ်မင်းသွားဖတ်မင်းအရှက်မကွဲကြည်ငြိမ်ငြိမ်လေးနေမင်းပါဇက်ပေါက်ပိတ်ထားလိုက်တော့ငါပြောမယ်အဲ့ဒီတော့ဖန်ဆင်းရှင်ဖျားဆိုတော့ကပထမဆုံးဖန်ဆင်းကစားကသိခြင်းတရားဆိုတာလည်းမရှိဘူးဖျားကသိခြင်းတရားဆိုတာမဖန်ဆင်းဘူးတခုတော့ရှိတာကဖျားကပြင်းညတ်တစ်ချက်ရှိတယ်ထိုပြင်းကြီးကမစားရစားတဲ့နေ့ဧကံမန်သိရမယ်လူကရွေးချယ်မှုပဲမင်းတို့ဘာသာတရားဆိုတာခံစင်းကျင်ကိုယ်ွယ်တဲ့သူတွေကပထမဆုံးတော့ရွေးချယ်မှုပဲ human right လူတိုင်းလူခွင့်ရေးပဲဖះကအားလုံးကိုခွင့်ရေးပေးထားတယ်ထိုပြီးအေဒီဥယျင်ရဲ့အလယ်၌ရှိတဲ့အပင်ကြီးအသီးကမစားရစားသောနေ့တို့ဧကမန်သိရမည်ဒါပေမဲ့မသမသူတယောက်ရှိတယ်အဲ့ဒီမသမသူတယောက်ကိုဖန်ဆင်းရှင်ဖះကဖန်ဆင်းတာလားလို့ပထမတော့ငါလဲမင်းတို့လိုပဲဗုဒ္ဓဘာသာတယောက်ပဲဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်တဲ့သူတယောက်ပဲငါဘာလုပ်လဲဆိုတော့ငါရဲ့အကောင်းရေးမှာပေါ့ကွာဘာမှတော့မရှိဘူးဖះစင်လည်းမရှိဘူးငါစစ်သားလေတစ်ချိန်ကဒေါ်လာရေးစစ်သားဆိုတော့ငါဘေးမှာသွားဘေးမှာရောက်ဖနာချွတ်ဟိုအေးကြီးရာကောင်းရေးမှာထိုင်ပြီးတော့ဩဃာတကာယကဝစီကမနောကံသဘာဒောသခသိန်းသောမြင်မမိတော့ငါအမြဲတမ်းရွတ်ဆိုတယ်အမြဲတမ်းငါစိတ်ထဲမှာငါဗုဒ္ဓဘာသာဘဝမှာတော့ငါဒါတွေပဲအမြဲတမ်းရွတ်ဆိုနေတယ်ဘာမှငါခရစ်ယာန်ဘာသာတရားနားမလည်ဘူးနောက်ပိုင်းတော့ခရစ်ယာန်ဘာသာဆိုတာကြားဘူးလာတယ်ကြားဘူးလာတာနဲ့ဘာလဲပေါ့လေ့လာကြည့်တယ်လေ့လာကြည့်ပြီးတဲ့ခါမှာငါတော်နဲ့နားမလည်ဘူးခရစ်ယာန်ဘာသာတရားကငါခရစ်ယာန်ဘာသာတရားကိုနားလေတယ်ဆိုတော့ကအသိမကြသေးဘူးအများဆုံးရှိမှ16နှစ်20လောက်ပဲရှိအောင်မှာပေါ့ကွာအနှစ်20လောက်ပဲရှိအောင်မယ်ဒါပေမဲ့ငါခရစ်ယာန်ဖြစ်တာ30ကျော်ပြီနှစ်30ကျော်ပြီဒါပေမဲ့ခရစ်ယာန်ဘာသာတရားကိုငါကောင်းကောင်းမွန်မွန်ကြွချင်းနားလေတာဆိုတာအနှစ်20လောက်ပဲရှိသေးတယ်အဲ့တော့ပထမတော့ငါလည်းနားမလဲဘူးခရစ်ယာန်ဘာသာတရားအကြောင်းဘာမှနားမလဲဘူးငါလည်းကြွယ်ကူးရေပါခရစ်ယာန်ဖြစ်သွားတယ်ဖြစ်သွားတော့ငါတနေ့တော့ငါစိတ်ထဲမှာမတရားခံစားရတယ်ဖန်ဆင်းရှင်ဖះကိုကိုွယ်တာဟိုလူကဒီလူပြောဒီလူကပြောငါမဖြစ်နိုင်ဘူးဒါတခုခုတော့လွဲနေတယ်ငါဘာလုပ်လဲဆိုတော့24နာရီအချိန်ပြည့်ထိုင်နေလို့ရှိရင်လေအလုပ်ရှိတဲ့အမေရိကန်မှာနေတာကတော့ဆိုတော့အချိန်ပြည့်လည်းမအားဘူးငါအလုပ်သွားတယ်အလုပ်ကပြန်လာရင်ဘာလုပ်လဲကျန်းစာဖတ်တယ်ကိုသူကျင်နာလေးတွေရှာဖွေတယ်လိလာတယ်စူးစမ်းတယ်ငါဘသူမှဘာမှမပြောဘူးဘသူကိုမှလည်း online ပေါ်မှာလည်းရေးမပြဘူးကိုသိကျင်နာလေးတွေကိုကိုလိလာယူတယ်စီးပူးတယ်ဒါပေမဲ့ online ပေါ်မှာပထမတော့ငါဘသူကိုမှအဲ့လိုမျိုးလိုက်ပြီးတော့ရှင်းပြတာတို့စာရေးပြတာတို့မလုပ်ဘူးဘာလဲဆိုတော့ငါကိုငါသိတယ်လေငါစိတ်ကြီးတယ်ငါသူများကိုရှင်းပြလို့တစ်ခါရှင်းပြတယ်ရငါလည်းပြီးတော့လည်းအပြင်လောကမှာလည်းလူတစ်မျိုးกว่าခဲ့တာကငါလူတယောက်ကိုစကားတစ်ခွန်းပြောလို့နားလဲရင်နားလဲနှစ်ခွန်းသုံးခွန်းပြောလို့နားမလဲဘူးထမေးရင်ငါအော်ထဲပလိုက်ရောအဲ့ဒါငါအချင်းငါလူတစ်မျိုးဒါကြောင့်ငါတရားဟောဆရာလည်းဆက်မလုပ်တော့တာလဲအဲ့ဒါလည်းပါတယ်
ဟုတ်ချိန်ကငါတရားဟောเสียလုပ်တယ်လူတယောက်ကိုငါရှင်းပြတယ်တစ်ခါရှင်းပြတယ်နားလည်လားနားမလည်ဘူးနှစ်ခါရှင်းပြတယ်နားလည်လားသုံးခါရှင်းပြတယ်နားလည်လားလေးခါရှင်းပြတယ်နားလည်လားငါးခါရှင်းပြတယ်နားလည်လား၆ခါရှင်းပြတယ်နားလည်လားနားမလည်ဘူးဆိုပေါ်တော့လာလည်းမမင်းနဲ့ငါအဲ့ဒီမှာတေချာရှင်းပြတယ်ရှင်းပြလို့နောက်တစ်ပတ်လောက်ရှိရင်ငါပြန်ပြီးတယ်နားလည်လားသဘောပေါက်လားနားမလည်ဘူးโอเคဒါဆိုရင်နောက်တစ်ခေါက်ဒါပဲပြန်လေးလာအောင်နားလည်လားနားမလည်ဘူးနားမလည်ဘူးဆိုတော့ဘာကြောက်နားမလဲတာလဲစိတ်မဝင်စားလို့နားမလဲတာငါပြောမယ်ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာဆိုတော့ရေနဲ့မီစန့်ကျင်ဘက်ဒါကြောင့်ငါကမရှင်းချင်ဘူးဓာတ်ရိုက်မပြောချင်တဲ့အခါကျတော့ဆရာတော်နားမလည်လိလာပါတကယ်လို့သိချင်တာရှိရင်တော့မေးပါဘာလို့လဲဆိုတော့ငါအဲ့လိုမျိုးငါမေးတဲ့ခါကျရင်စိတ်ဆိုးမှလားစိတ်မဆိုးဘူးလားတကယ်သိချင်လို့မေးတာလားငါအဲ့လိုမျိုးမေးခဲ့တယ်အကယ်၍ငါတို့ရှင်းပြလိုက်လို့မင်းအတွက်စိတ်ထဲမှာတစ်ခုခုဖြစ်သွားမယ်ဆိုရင်မကောင်းဘူးဒါကြောင့်ငါမရှင်းချင်ဘူးမင်းအနေနဲ့လက်ခံနိုင်မလားငါအဲ့လိုမေးတာဘာလို့လဲဆိုတော့ဖန်ဆင်းရှင်ကိုကိုွယ်တဲ့သူနဲ့ဗုဒ္ဓဘာသာနဲ့စမ်းကျင်ဘက်ဘာကြောင့်စမ်းကျင်ဘက်လဲဆိုတော့ငါပြောမယ်ဩကာဓမနော်ဗုဒ္ဓဘာသာရဲ့ဗုဒ္ဓရဲ့လမ်းစဉ်ကကြင့်ကြံရင်ဖျားဖြစ်မယ်ဆိုတဲ့အယူဝါဒဒါသူလက်ခံယုံကြည်ထားတဲ့သူ့ရဲ့ခံယူချက်အဲ့တော့ဖန်ဆင်းရှင်ဖျားကကဘာဥစ္စာကသူကကောင်းကင်နဲ့မြေကြီးသမုဒ္ဒရာစမ်းရည်တွင်းတို့ကိုဖန်ဆင်းတယ်6ရက်မြောက်တဲ့နေ့မှာလူယောက်ျားလူမိန်းမကိုမိမိပုံသဏ္ဍာန်နဲ့ဖန်ဆင်းတယ်ဖန်ဆင်းပြီးတဲ့အခါမှာအေဒီဥယျာဉ်ထဲမှာထားတယ်ဒါပေမဲ့ဖျားကပြဉ္ညတ်တော်ဆိုတာရှိတယ်အေဒီရဲ့အလယ်မှာရှိတဲ့အပင်ကြီးအသီးကမစားရစားတဲ့နေ့တို့ဧကမန်သေရမယ်ဆိုတဲ့ပြဉ္ညတ်ရှိတယ်အဲ့ဒီပြဉ္ညတ်ကလူလင်မယားတို့အဲ့ဒီအချိန်မှာသေသီးမစားခင်မှာဖျားသခင်ရဲ့အယောင်ကြည်တော်နဲ့သူတို့ခန္ဓာကိုယ်ကိုဖုံးလွှမ်းထားတယ်ရှက်ချင်းကြောက်ချင်းမရှိဘူးပြောရမယ်ဆိုရင်တော့ကွာဒီနေ့ယနေ့ခေတ်ကလာနွားတွေခွေးတွေဝဲတွေသူတို့ဆန်နေကြည့်လိုက်ရှက်တယ်ဆိုတာမှမရှိတာဖင်ပြောင်ကြီးသွားနေကြတာပဲလေသူတို့ရှက်မှမရှက်တာဟိုးချိန်တော့လည်းဖန်ဆင်းရှင်ဖျားကိုစပြီးတော့ဖန်ဆင်းရှင်ဖျားကစပြီးတော့ဖန်ဆင်းကစားလူတွေမှာဝစ်စားမရှိဘူးကိုကြီးတော့မယ်ဒါပေမဲ့သူတို့ကိုသူတို့ရှက်ရမလားဆိုတော့မသိဘူးမသိတဲ့အခါမှာသူတို့ရှက်ချင်းဆိုတော့မရှိဘူးဒါပေမဲ့ဖျားသခင်ရဲ့ကျမ်းစာထဲမှာကအပြည့်စုံရေးထားတယ်ဒါပေမဲ့တနေရာထဲမှာရှိတာမဟုတ်ဘူးကျမ်းစာကဟိုနာတစ်ပိုက်ဒီနေရာတစ်ပိုက်ဟိုနေရာတစ်ပိုက်ဘာနဲ့သွားတူလဲဆိုတော့ငါပြောပြမယ်မင်းလည်းအညာသားပဲကွာမင်းလည်းသိမှာပေါ့နော်ကောက်သိန်းကောက်တယ်ဆိုတာတွေ့ဘူးမှာပေါ့ကောက်သိန်းကောက်တယ်လို့ပဲကျန်းစာကဘာနဲ့သွားတူလဲဆိုတော့အညာဘက်ကကောက်သိန်းကောက်တယ်လို့ပဲဟိုနေရာမြေပဲတတောင်ဒီနေရာမြေပဲတတောင်ဟိုနေရာလေးမငြူစည်းကြောက်တတောင်ဒီလိုမျိုးကောက်သိန်းကောက်တယ်လို့ပဲလိုက်ကောက်ရတာအဲ့ဒါကိုစုပြီးတော့ခါကြတော့မှတမဲနောက်ပြန်ခွဲထုတ်ရတာခရိယံဘာသာတရားကဟိုနေရာကျမ်းစာတစ်ပိုက်ဒီနေရာကျမ်းစာတစ်ပိုက်အဲ့ဒါကိုပြန်စုပြီးတဲ့ခါကျတော့သူ့ရဲ့ရုပ်လုံးပေါ်အောင်ကျမ်းစာကိုပြန်စုစည်းပြီးတော့အတိတ်ဘက်ကိုဖွင့်ဆိုတာအဲ့တော့ဗုဒ္ဓဘာသာတွေနားလည်ဖို့အဝေးကြီးရွယ်กว่าမလွယ်ဘူးဆိုတော့မင်းတို့နောက်ထပ်အနည်း20လောက်လေ့လာလိုက်ရောနော်နားမလည်ဘူးအနည်း20လောက်နဲ့မင်းလေ့လာအောင်တကယ်မင်းအဲ့ဒီမှာနေညမပြန်နေတိုင်းလေ့လာနေတယ်ဆိုရင်တော့မင်းနားလည်ရင်နားလည်လိမ့်မယ်ဒါပေမဲ့လေ့လာရုံနဲ့နားမလည်ဘူးမင်းရဲ့စိတ်နှလုံးကိုနှိမ့်ချမှုဆိုတာရှိရအောင်မယ်မင်းစိတ်နှလုံးလုံးဝနှိမ့်မချဘူးငါကျင့်ကြံရင်ဖျားဖြစ်မယ်ဆိုရင်တော့အဲ့ဒါမင်းဘယ်တော့မှနားလည်မှာမဟုတ်သေးဘူးအဲ့တော့ဖျားကပြောထားတာကတို့ပြင်းကြီးသီးကမစားရစားတဲ့နေ့ကဧကံမန်သေးရမယ်ဒါပေမဲ့တခုရှိတာကပြဿနာကအကောင်းငင်ပေါ်မှာဖြစ်လာခဲ့တာကောင်းငင်ပေါ်မှာဘာတွေဖြစ်လာခဲ့တာလဲဆိုတော့ကောင်းငင်ပေါ်မှာကောင်းကင်တမန်နာနဲ့တာမိုးတော့ကျဲလို့ခေါ်တဲ့ကောင်းကင်တမန်သူနဲ့ဖျားသခင်နဲ့ကကောင်းကင်ပေါ်မှာစစ်ဖြစ်တယ်ကွာသူနဲ့ဖျားသခင်နဲ့ဖြစ်တာမဟုတ်ဘူးကောင်းကင်တမန်အချင်းချင်းဖြစ်တာဖျားရဲ့နေရာလူတော့အဲ့ဒီမှာကမ်ဘိုအေးလာဆိုတဲ့ကောင်းကင်တမန်ရဲ့
နန္နတမှုတော့ကျဲဆိုတဲ့ကောင်းကင်တမန်ရဲ့ကောင်းကင်တမန်နှစ်ပါးပေါ့ခွာပြောရမယ်ဆိုနောက်တော့တပါးရှိသေးတယ်ခေရိုပေတဲ့သူ့ရဲ့နာမည်ကခေရိုပေလို့ခေါ်တာမိုးကောင်းကင်တမန်ပဲသူလည်းကောင်းကင်တမန်ပဲသူကဘာလုပ်လဲဆိုတော့မာနထောင်လွှားတာမာနထောင်လွှားတယ်ဆိုတာဘာလဲဆိုတော့သူလောက်ရုပ်ရည်ချောဘယ်သူမှမချောဘူးသူလောက်ဘယ်သူမှပညာမတတ်ဘူးသူလောက်ဘယ်သူမှအတမကောင်းဘူးသူလောက်ဘယ်သူမှမချောမလာပါဘူးအဲ့ဒါသူ့ရဲ့မာနသူ့လောက်ကောင်းကင်တမန်ကောင်းကင်နိုင်ငံမှာဟိုချိန်ကကောင်းကင်နိုင်ငံမှာဘုရားသခင်ရဲ့ယုံတော်ဆိုတာရှိတယ်အခုလည်းရှိတယ်နားမလဲလို့မင်းတို့နားမလဲလို့ဘုရားသခင်ကကောင်းကင်နိုင်ငံမှာလောကမှာလိုပဲယုံတော်ရှိတယ်ယုံတော်ဆိုတော့ဘုရားသခင်ကဒီလောကမှာပြောရမယ်ဆိုရင်တော့အစိုးရယုံတော်စောက်သလိုပဲစောက်တယ်သူ့မှာလည်းရှိတယ်အဲ့တော့ယုံတော်မှာဘုရားသခင်ကအစိုးရမင်းဖြစ်တယ်ဘုရားဖြစ်တယ်အဲ့တော့ तू ကမဟုတ်ဘူးကွာစမ်းကျင်လာတာပြောမယ်ဆိုရင်ယနေ့ခေတ်စကားနဲ့ပြောမယ်နိုင်ငံရေးစကားနဲ့ပြောမယ်ဆိုရင်ဖန်ဆင်းရှင်ကိုစမ်းကျင်လာတော့ဘုရားသခင်ရဲ့နေရာကိုလူတပုံထတာပေါ့ကွာပြောရမယ်ဆိုရင်တော့နိုင်ငံရေးစကားနဲ့ပြောရမယ်ဆိုရင်တပုံထအဲ့ဒီမှာကောင်းကင်တမန်ပထမဆုံးကောင်းကင်တမန်နန္နတမိုးတော့ကျေကဘာပြောလဲဆိုတော့ဘုရားသခင်ရဲ့ပလင်ကိုလူတာထိုင်ကုန်လူတာပြောရမယ်ဆိုရင်တော့နိုင်ငံရေးစကားနဲ့ပြောရင်ထိုင်ကုန်လူတာဘာပြောလဲဆိုတော့ငါကောင်းကင်ဘော်မှာငါတက်မယ်မြင့်မြင့်ဆုံးသောဘုရားသခင်ကဲ့သို့ငါနေမယ်တဲ့အဲ့တော့ဘုရားသခင်ကသူ့ကိုဘာပြောလဲဆိုတော့အိုနန္နသာမိုးတော့ကျေအသင်သည်အပြည့်ဆိုင်ရာကိုနှိမ့်ဆက်သောကြောင့်မရဏနိုင်ငံတိုင်းအောင်နှိမ့်ချခြင်းကိုခံရလေပြီတကားမရဏနိုင်ငံဆိုတာဘာဟုတ်လဲသင်ကြိုင်ဒီချင်းအဲ့ဒီတော့ကောင်းကင်မှာကံပိုးရေးလာနဲ့နန္နသာမိုးတော့ကျင်နဲ့စစ်ဖြစ်ရောကောင်းကင်မှာအကြီးကျယ်စစ်ပွဲတွေဖြစ်ရောဖြစ်တော့အဲ့ဒီနန္နသာမိုးတော့ကျင်ရဲ့ခုနကငါပြောတဲ့ခေးလို့ပြီးရဲ့သူတို့နှစ်ပါးကဖះသခင်ရဲ့နေရာမှာနေရာလူတယ်ဖះအဲ့ဒီမှာပထမဆုံးခေးဘေးဆိုတဲ့ကောင်းကင်တမန်ကဘာပြောတာလဲဆိုတော့ဖန်ဆင်းရှင်ကမတရားဘူးတဲ့အတ္တသမားတဲ့အတ္တသမားမကောင်းမှုတဲ့ဒီဖះကမကောင်းမှုတဲ့အသင်ပြောတာဂုံးတိုက်တာအသင်ပြောတာဂုံးတိုက်မကောင်းမှုတဲ့ဒီဖះကတဲ့သူကတခြားကောင်းကင်တမန်တွေကိုလိုက်ပြောတာအဲ့တော့တခြားကောင်းကင်တမန်တွေကလည်းသူ့ဘက်ကိုအခုခေတ်လည်းကြည့်ပါလားမင်းတို့အဲ့ဒီမှာ TikTok ပေါ်မှာကြည့်လေငါရှင်းတဲ့နေရာမှာအောက်လိုက်လုပ်ပြီးနောက်ကနေပြီးတော့လိုက်လုပ်ပြီးတော့မင်းတို့ဗုဒ္ဓဘာသာတွေကိုလိုက်ပြီးတော့ထောက်ခံတဲ့သူရှိသလိုဟန်စင်းရှင်ကိုကိုယ်ွယ်ယုံကြည်ထောက်ခံတဲ့သူတွေလည်းရှိတယ်အဲ့လိုပဲလောအကောင်းရင်မှလည်းအဲ့လိုပဲအဲ့ဒီမှာခေရိုဘီရဲ့စကားကိုနားထောင်ပြီးတော့လိုက်တဲ့သူတွေရှိတယ်အဲ့တော့ကောင်းရင်အဲ့ဒီခေရိုဘီကကောင်းကင်ကနေပြီးတော့ကောင်းကင်နမန်တွေကိုသုံးပုံတစ်ပုံကိုစီယုံလို့ရရောစီယုံလို့ရတော့ကောင်းကင်ကနေပြီးတော့သူတို့စစ်ဖြစ်တော့ပြောမယ်ဆိုရင်စစ်မနိုင်စစ်ရှုံးသွားတယ်စစ်ရှုံးသွားတော့လောကကြီးကိုချလိုက်တော့အခုနကဖျားဖြစ်ခြင်းတဲ့ကောင်ကနန္ဒတာမိုးတော့ကြီးကဘာလုပ်လဲဆိုတော့သူ့ကိုဖျားကနာမည်ပေးလိုက်တာကရှေးမွေဟောင်းကြီးလို့ပြောတာရှေးမွေဟောင်းကြီးလို့နာမည်ပေးလိုက်တာနဂါးကြီးလို့ပြောတာရှေးမွေဟောင်းကြီးရဲ့အတိတ်ပဲကကာလအတန်ကြာရှည်တော်လို့ပြောတာနဂါးကြီးဆိုတာနဂါးဆိုတာအရှည်ကြီးဒါကြောင့်နဂါးလို့အတိတ်ပဲကဘာဖြစ်လဲနဂါးဆိုတာမွေလို့ဘာလို့ခေါ်လိုက်တာလဲဆိုတော့ကာလအလွန်အတန်ရှည်ကြာတော်လို့ပြောတာအဲ့တော့နဂါးကြီးကဘာလဲဆိုတော့တလောကလုံးကိုလှည့်ပြားတတ်သောရှေးမွေဟောင်းကြီးတဲ့နဂါးကြီးတဲ့ဇာရမဏတဲ့အဲ့တော့ဘုရားသခင်ကခုနကငါပြောတဲ့
သူ့ရဲ့သားသမီးဖြစ်တဲ့အာရန်နဲ့အင်းဝကိုထိုပင်ကြီးသီးကမစားရစားတဲ့နေ့မှာဧကမန်သေးရမယ်ဖះကပြညတ်ထားတာပြညတ်ချက်ရှိတယ်သို့တော့ဒီနေ့တော့အဲ့ဒီရှင်းမွေဟောင်းကြီးကဘာလုပ်လဲဆိုတော့အေဒင်ဥယျာဉ်ထဲမှာသွားတယ်သွားပြီးတော့အင်းဝါဆိုတဲ့အမျိုးသမီးစီကိုသွားရောသွားပြီးတော့ကဲထိုပင်ကြီးသီးကဖះသခင်ကမစားနဲ့လို့မွေအဲ့ဒီမှာတရိษံတကာတို့ထဲမှာတဲ့ပညာရှိဆုံးမွေတဲ့မွေမိမကိုမေးတယ်တဲ့နင်တို့ဖះသခင်ကမှာထားတာဟုတ်လားတဲ့ဒီအေဒင်ဥယျာဉ်အင်းလဲမှာတဲ့ထိုပင်ကြီးအသီးကမစားနဲ့စားတဲ့နေရာဧကမန်သေးရမယ်လို့ဖះကပြောထားတာမှန်သလားတဲ့အင်းဝါဆိုတဲ့အမျိုးသမီးကလည်းရိုးသားဖြောင်းမှတ်စွာနဲ့ပဲဟုတ်တယ်တဲ့ငါတို့ရဲ့အရှင်ဖះသခင်ကတော့မစားနဲ့လို့ပြညတ်ထားတယ်အဲ့ဒီမှာဗာပြောလဲဆိုတော့မဟုတ်ဘူးတဲ့မွေကပြောတဲ့စကားဧကမန်မတိရဘူးဧကမန်မသေးရဘူးတဲ့ not surely dying တဲ့အင်္ဂလိပ်လိုကတော့အဲ့လိုပဲရေးထားတယ်မင်းတကယ်မသေးပါဘူးတဲ့မင်းအဲ့ဒီတီကိုစားတဲ့နေ့ဟာတဲ့ကောင်းမကောင်းကိုသိပြီးတော့ဖျားသခင်ကဲသို့ဖြစ်လိမ့်မယ်ဖျားဖြစ်ချင်တာကခုနကဘာတူလဲနော်ဩဃာဓမ္မမင်းနားလဲအောင်နားထောင်ထားမင်းပွားစီတော့လာမလို့နဲ့နော်အဲ့တော့ဖះဖြစ်လိမ့်မယ်လို့အဲ့ဒီမွေကနေပြောမိမကိုပြောမိမကအဲ့ဒီအချိန်မှာထိုပင်ကြီးအတီးကိုကြည့်ပြီးတော့ဘာဖြစ်သွားလဲစိတ်ပြောင်းလဲသွားတယ်အစင်းလာလို့ခြင်းနဲ့ပညာတိုးပွားလို့ခြင်းနဲ့အဲ့ဒီမှာမင်းပြောနေတဲ့တရားတွေထဲမှာလိုခြင်းလောဘစိတ်တွေဝင်လာရောဘယ်သူကအဲ့ဒီဥစ္စာကိုပေးလိုက်တာလဲဇာရမဏကပေးလိုက်တာမိမကထိုအပင်ကိုကြည့်ပြီးတော့အစင်းလာလို့ခြင်းနဲ့ပညာတိုးပွားလို့ခြင်းကတဲ့ထိုအပင်ကြီးအသီးကိုယူပြီးစားတယ်တဲ့လူချင်းတတ်မဲ့တဲ့စိတ်ကိုဘယ်သူကပေးလိုက်တာလဲပထမဆုံးကအင်းဝါကမသိဘူးလူချင်းတတ်မဲ့တဲ့စိတ်လှကျင်တဲ့စိတ်လည်းမရှိဘူးပညာတတ်ချင်တဲ့စိတ်လည်းမရှိဘူးဖျားသခင်ကဲတော့ဖြစ်လိမ့်မယ်လို့သူကပြောလိုက်တာဖျားဖြစ်ချင်တာကဘာတူလဲမွေရဲ့နောက်ွယ်ရကဘာတူလဲဇာရမဏနော်အဲ့တော့ငါပြောတယ်မင်းတို့ဗုဒ္ဓဘာသာကြီးနားမလဲဘူးငါတို့ရှင်းလို့ရှိရင်တဲ့ရှင်းရင်မင်းတို့ကောင်းနေနားမခံနိုင်ဘူးငါပြောပြီးပြီအဲ့တော့ဗုဒ္ဓရဲ့အယူဝါဒသည်ကျင့်ကြံအားထုတ်မိမိကနေပြကျင့်ကြံအားထုတ်လို့ရှိရင်ဖျားဖြစ်နိုင်တယ်ဆိုတဲ့အယူဝါဒဖန်ဆင်းရှင်ဖျားနဲ့ယုံကြည်တဲ့သူတွေနဲ့စမ်းကျင်ဘက်အဲ့တော့ဖျားဖြစ်မယ်ဆိုတာနောက်ွယ်ရနေပြီးမွေရဲ့နောက်ွယ်ရကနေပြီးတော့ဖျားဖြစ်ချင်တာကဘာတူလဲအခုနကနာနဲ့သားမိုးတောက်ကျဲဆိုတဲ့ကောင်းကင်တမန်တပါအမြင့်ဆုံးသောဘုရားသခင်ကဲ့သို့ငါနေမည်တဲ့ဘုရားသခင်ရဲ့တောင်ဘက်ဗျာဒိတ်ပေါ်မှာငါဤပလင်ကိုငါချီးမြှောက်မည်ငါသည်အမြင့်ဆုံးသောဘုရားသခင်ကဲ့သို့ငါနေမည်ဟုအကြံစီရှိလေ၏အဲ့တော့ဘုရားသခင်ကဗာပြောလဲဆိုတော့ကောင်းကင်တမန်အဲ့ဒီနန္ဒသားမိုးတော့ကျအိုးနန္ဒသားမိုးတော့ကျအသင်ဒီကောင်းကင်ကကြလေပြီတကားအပြည့်ပြည့်ဆိုင်ရာကိုနှိမ့်ဆက်သောကြောင့်မရဏနိုင်ငံတိုင်အောင်နှိမ့်ချခြင်းကိုခံရလေပြီတကားတဲ့မရဏနိုင်ငံဆိုတာသင်္ချိုင်းသေခြင်းလို့ပြောတာနားလည်ထားဖို့အဲ့ဒီမှာဘယင်တို့သည်တဲ့မိမိဇေဒီတို့ခိုးတဲ့ဖုံးလွှမ်းရေးဇေဒီဆိုတာရှိတယ်နော်အဲ့တော့ဗုဒ္ဓဘာသာနဲ့ငါတို့ကျမ်းစာထဲမှာတိုက်ရိုက်ပြောထားတာဒီရှိတယ်မင်းတို့ရှာလို့ငါရေးပြတဲ့စာတွေနဲ့မင်းတို့မဖတ်တာအဲ့တော့ငါကမပြောခြင်းဘူးဆိုတာစမ်းကျင်ဘက်ဖြစ်တဲ့အတွက်ကြောင့်ငါမပြောဘူးမင်းတို့နားမလဲရင်လိလာပါငါစာလေးတွေပဲရေးပြတာမင်းတို့မလိလာဘူးဘေးကပွားစီလာလို့အဲ့တော့မိမကယူပြီးတော့စားတယ်တဲ့စားပြီးတဲ့ခါမှာသူ့ရဲ့ခမွန်းတယ်ကိုလည်းပေးရဲ့တဲ့သူ့ရဲ့ခမွန်းတယ်သူ့ရဲ့အမျိုးသားအင်းဝကိုလည်းအာရန်ကိုလည်းပေးစားတယ်တဲ့အင်းဝကစားပြီးတဲ့ခါမှာဘာဖြစ်သွားလဲမျက်စိပွင့်သွားတယ်
မျက်စိပွင့်သွားပြီးတော့ခါမှခါစည်းမရှိဘူးခါစည်းမရှိဘူးဝစ်စားမရှိဘူးလို့သူတို့ကသူတို့သိတဲ့အခါမှာဘာလုပ်လဲသင်္ဘောတဖန်ရွက်ကိုခါစည်းလုပ်တယ်ခူးပြီးတော့ခါစည်းလုပ်တယ်ကဲအဲ့တော့မင်းတို့ပြောတယ်ကိုချင်းတရားဆိုတာကအဲ့ဒီမှာပဲအဖြေကလာတယ်ကိုချင်းတရားဆိုတာမိမိကနေပြီးတော့မိမိရဲ့ကိုချင်းတရားကိုအဲ့ဒီမှာသင်္ဘောတဖန်ရွက်နဲ့ဖုံးကွယ်ထားတယ်မိမိရဲ့အချက်ကိုသင်္ဘောတဖန်ရွက်နဲ့ဖုံးကွယ်ထားတယ်ဖျားသခင်ကအနည်းရဲ့ခါမှာလာတယ်ဟေးလူလီမယားတို့ဘယ်မှာရှိတယ်လဲလို့ခေါ်တဲ့ခါမှာအိုးကိုတော်ကြီးအစံကိုကျွန်တော်တို့ကြားပါ၏တဲ့ကျွန်တော်တို့ကိုတော်ရဲ့ရှေ့မှာမလာရဲသောကြောင့်ပုံကွယ်နေပါတယ်ဖះကပြောတယ်ဘာလဲတဲ့မင်းတို့တဲ့ငါပြညတ်ထားတဲ့ပြညတ်ကိုမင်းတို့လွန်ကျူးပြီလားတဲ့ဖះကမိတဲ့မိကွန်းရှင်းရှင်းလေးဒါပေမဲ့ဟုတ်ပါတယ်ကျွန်တော်တို့လွန်ကျူးပါပြီလို့အယိုးယိုးမပြောဘူးဖျားသခင်ပေးထားတယ်တဲ့အမျိုးသမီးကကျွန်ုပ်ကိုပြီးစားသောကြောင့်ကျွန်ုပ်စားပါတယ်လို့အာရန်ကနေပြီးတော့ပြောတယ်အဲ့တော့ဘာကိုပြောရလဲဆိုတော့ဒေါက်တာနန္ဒဘိဝင်သားပြောနေတဲ့စကားတွေထဲမှာဇာရမဏေရဲ့လက္ခဏာအကုန်ပါတယ်ဖန်ဆင်းရှင်ရဲ့ရှေ့မှာနေညမပြအပြစ်တင်နေတယ်သူဆိုတာတွေ့ရတယ်အဲ့တော့မိမိအဖြစ်ကိုမိမိဝေမခံမဲနဲ့ဖះကပေးတဲ့မိန်းမကတွေးလို့ကျွန်တော်စားပါတယ်တဲ့မိန်းမကိုတစ်ခါပြန်မေးတယ်ဖះကအိုးအမျိုးသမီးတဲ့နေပါဖြစ်လို့ဒီသီသီကိုယူစားတာလဲငွေကကျမကိုလာပြီးတော့လိန်လေဖះလို့စားပါတယ်တဲ့ကျမစားပါတယ်ကျမဟုတ်ပါတယ်ကျမစားမိပါတယ်ဆိုရင်ပြီးသွားတဲ့ပြဿနာအဓိကခရိယန်ဘာသာတရားကိုမင်းတို့ဗုဒ္ဓဘာသာတွေနားမလဲပဲနဲ့ယဟန်နေနော်ကျမစားမိပါတယ်လို့ဝင်မခံတဲ့အတွက်ကြောင့်ဒါကပြဿနာတက်နေတာဒီနေ့ထိပဲဖះကလိုချင်တာကဝင်ခံမှုနှိမ့်ချမှုလိုချင်တာထိုးပြီးသီးကမစားနဲ့စားတဲ့နေဧကံမှန်တရားမယ်ဘာကြောင့်စားတာလဲလူကိုမေးတော့ဖះကပေးထားတဲ့မိမကကျွန်တော်ကိုကြွေးလို့နှုတ်စားပါတယ်မိမကိုမွေးတယ်ဘာလို့စားတာလဲမွေကလာပြီးတော့ကျမကိုလိန်လေပြားလို့စားပါတယ်ကဲကောင်းပြီအဲ့တော့ယောက်ျားကိုဖះကပြောလိုက်တယ်အသင်သည်တဲ့မယားစကားကိုနားထောင်သောကြောင့်အသင်တွေလောကကိုပါပေါ်မှာစူးပင်နေပေါက်လိုက်မယ်အသင်ဒီနဖူးကချွေချီမကြအောင်လုံးမစားရမယ်လို့ပြောလိုက်တယ်ပြီးရောအဲ့ဒီများနဲ့စားပြီးတော့ဆင်းရဲဒုက္ခဆိုတဲ့ကြုံလာတာအဲ့ဒီကနေစားပြောကြစလာတာအဲ့တော့ဘယ်သူကိုကိုးကွယ်ခိုင်းနေတာလဲဆိုတော့ဇာရမဏဆိုတဲ့မွေကိုကိုးကွယ်ခိုင်းလို့အဲ့ဒါမွေကနေပြီးတော့မွေရဲ့နောက်ွယ်ရမှာဖျားဖြစ်ခြင်းတဲ့ကောင်ဒါကြောင့်ဗုဒ္ဓဘာသာကိုဓာတ်ရိုက်ငါတို့ပြောမယ်ဆိုရင်ကိုကျင့်တရားအပြင်မိမိကျင့်ကြံရင်ဖျားဖြစ်မယ်ဆိုတဲ့အယူဝါဒအဲ့ဒါဗုဒ္ဓဘာသာပါပဲအဲ့တော့ဗုဒ္ဓဘာသာနဲ့ဖန်ဆင်းရှင်ကိုးကွယ်တဲ့သူတွေနဲ့စမ်းကျင်ဘက်မင်းတို့ရဲ့ကိုကျင့်တရားကိုကျင့်သီလကောင်းခြင်းအပြင်မင်းတို့ကောင်းနိဗ္ဗာန်ရောက်မယ်ဆိုတဲ့အကျင့်သီလတရားအဲ့ဒီမှာတည်းကစမ်းကျင်ပဲဖြစ်သွားပြီအဲ့ဒါကြောင့်ငါပြောတယ်မင်းတို့နားလည်လားမိမကိုဖះကပြောလဲဆိုတော့အသင်ဒီလေတဲ့မွေဤစကားကိုနားထောင်သောကြောင့်အသင်သားဖွာသောအခါပြင်းစွာသောဝေဒနာကိုခံစားပြီးမှနင်သားကိုဖွာရမယ်ဘာကြောင့်လဲဖះကတမင်သက်အပြစ်ပေးတာလားဒဏ်ပေးတာလားမဟုတ်ဘူးစကားကိုနားမထောင်တဲ့အတွက်ဒါအပြစ်ဒဏ်ခံရတာကဲဖះကမင်းမလောက်ပါနဲ့လို့ပြောလို့မင်းတို့စားမိပြီကွာငါရဲ့သားသမီးတွေပဲဆိုပြီးခွန်းလို့ရမလားငါပြောမယ်အဲ့ဒီနေရာမှာမင်းတို့စဉ်းစားနိုင်ဖို့ဉာဏ်ပညာမမိရတော့ဘူးအဲ့တော့ဖះဆိုတဲ့စကားသူပြောထားတဲ့စကားကိုပြောင်းပြန်လန်လို့မရဘူးကွာ
ဘယင်တို့ရဲ့စကားစီဘယင်မှန်လို့ဖះဘယင်တကာတို့ရဲ့ဘယင်သခင်တကာတို့ရဲ့သခင်ဖြစ်တဲ့ဖះကထိုပင်းသီးကမစားနဲ့စားတဲ့နေ့ဧကံမှန်သေးရမယ်လို့ပြောထားပြီးသားတဲ့အတွက်ဖះကပြန်ပြင်လို့မရအောင်ဘယင်နေမှာလဲတစ်ချက်လွန်အမိန့်တော့ငါရဲ့အမိန့်ထုတ်တာမှားသွားတယ် sorry ပါဆိုပြီးတော့ပြန်ပြင်လို့မရအောင်အဲ့တော့လောကသမတတွေမှာလဲငါအမိန့်ထုတ်တာငါအမိန့်ပြန်တာမှားသွားတယ်ငါပညာတွေဥပဒေတွေပြီးတာမှားသွားတယ် sorry ပါပြန်ပြင်ချင်ပါတယ်ဆိုလို့ပြန်ပြင်လို့မရအောင် sorry ပဲမရတော့တစ်ချက်လွန်အမိန့်တော့ပဲဟိုကဖះဒါကြောင့်ဖះကထိုပင်ဤသီးကိုမစားနဲ့စားတဲ့နေ့ကဧကမှန်သေးရမယ်ဖះဖြစ်ချင်တဲ့ကောင်ကစားပါစားရင်သေးရမသေးပါဘူးဖះဖြစ်မယ်အနောက်ွယ်ကနေပြီးတော့မွေကအရဲ့နောက်ွယ်ကနေပြီးတော့ဇာရမဏကသူ့ကိုကိုးကွယ်ပါလို့ပြောလိုက်တာ ਨੇ အတူတူပဲအဲ့တော့မင်းတို့ဗုဒ္ဓဘာသာတွေကဖះကိုယုံကြည်တယ်တရားကိုယုံကြည်တယ်ဖះကိုတန်ခါကိုကိုးကွယ်မယ်ဆိုတော့အဲ့တော့ဇာရမဏရဲ့အဲ့ဒီမွေရဲ့နောက်ွယ်ကနေပြောမင်းတို့အဲ့ဒါလိန်လေလဲပြခြင်းပဲဇာရမဏပဲဖះဖြစ်ခြင်းနဲ့ဆိုတဲ့အကျင့်ဝါဒကဗုဒ္ဓဘာသာမှာပဲရှိတယ်အဲ့တော့ဖះဖြစ်ခြင်းပါတယ်ဆိုတဲ့ကောင်ကမင်းတို့ကြောင့်ပဲသေခြင်းတရားကရောက်လာတာပဲမင်းတို့ဒါကြောင့်သေခြင်းတရားကိုမင်းတို့ကြောက်နေတာအဲ့တော့ဖះကဘာပြောလဲမင်းသေရမယ်မင်းမြေမုံကမြေကြီးကလာတဲ့အတွက်ကြောင့်မြေမုံတို့ပြန်သည့်တိုင်အောင်နှစ်ဖူးကချွေချီမှကြမှာမင်းတို့စားရမယ်မင်းတွေမြေကြီးပေါ်မှာစူးပင်ညောင်းပင်တွေပေါက်လာလိမ့်မယ်စူးပင်တွေပေါက်လာလိမ့်ဖះကယောက်ျားကိုပြောလိုက်တယ်အဲ့ဒီချိန်မှာဖះကပြောတယ်မိန်းမကိုလည်းနေသားဖွားတဲ့အချိန်မှာပြင်းစွာသောဝေဒနာကိုခံစားပြီးမှနေသားကိုဖွားရမယ်မွေဤစကားကိုနားထောင်သောကြောင့်ဆင်းရဲဒုက္ခဆိုတာကသူတစ်ပါးရဲ့စကားကိုနားထောင်လို့ဖះစကားကိုနားမထောင်လို့ဆင်းရဲဒုက္ခကြုံလာတာဖြစ်လာတယ်အဲ့ဒီကနေပြီးတော့ဗာပြောလဲဆိုတော့အာရန်ကလည်းတဲ့အသက်ရှင်သောသူအပေါင်းတို့၏အမိပေသည်တဲ့ငါတို့ကဘာမြေကြီးပေါ်မှာဗုဒ္ဓဘာသာတွေဖန်ဆင်းရှင်ကိုမယုံကြည်ဘူးလက်မခံဘူးဒါပေမဲ့အသက်ရှင်သောသူတို့၏အမိပေသည်တဲ့အာရန်ကနေပြီးတော့မိမိရဲ့မယားကိုအင်းဝဟူ၍အမိကိုမှဲ့လေ၏အသက်ရှင်သောသူအပေါင်းတို့၏အမိပေသည်တဲ့ဒါကြောင့်မင်းတို့ငါတို့အားလုံးကဂုံသေးရမှာပဲဘာဖြစ်လို့သေးရမှာလဲငပြောပင်စိုက်ထားတာကိုငပြောသီးပဲသီးမှာပေါ့ဒီလူမျိုးကနေပြီးဆင်းသက်လာတဲ့အတွက်ကြောင့်ငါတို့ကဒီအားလုံးကခံနေရတာပဲဒါကြောင့်ငါပြောတယ်မင်းတို့နားမလဲဘူးသူများဘာသာရေးကိုမင်းတို့နားမလဲဘဲနဲ့ဘေးကနေဝင်ရှုပ်နေတာမင်းတို့ပြဿနာအဓိကမင်းတို့ပါဇက်ပေါက်တွေပိတ်လိုက်ငါပြောနေတာအဲ့တော့ဖះကဘာလုပ်ပြီးလဲဆိုတော့မင်းတို့ဒေါက်တာနန္ဒပိဝင်သားပြောတယ်တိရစ္ဆာန်လေးတွေတတ်တာဓမ္မလားအာဓမ္မလားတဲ့အဲ့ဒီမှာဖះသခင်ကဘာကိုပေးလိုက်လဲဆိုတော့လူလင်မယားနှစ်ယောက်ဝိဖို့ရန်တွေတဲ့သိုးတည်နဲ့ဝိလုံကိုပေးတယ်ဝိလုံဆိုတာကဘာကိုပြောတာလဲဖြောင့်မတ်ခြင်းတရားလို့ပြောတယ်ငါတို့ဘာသာတရားမှာကဖြောင့်မတ်ခြင်းတရားဖះကပေးတာဖြောင့်မတ်ခြင်းတရားဆိုတာမင်းတို့ဗုဒ္ဓဘာသာတွေမှာသုံးတဲ့အခါကကုသိုလ်ကံဆိုတာဗုဒ္ဓဘာသာမှာလုပ်ယူတာကုသိုလ်ဒါနလုပ်မယ်မင်းတို့အဲ့ဒါကုသိုလ်လှူမယ်တမ်းမယ်ကုသိုလ်ဖះတည်မယ်ကုသိုလ်ဖះကိုယ်ွယ်မယ်ကုသိုလ်ဒါပေမဲ့ဖန်ဆင်းရှင်ကိုယ်ွယ်တဲ့သူတွေမှာမိမိကဘလောက်ပဲသိမောသမဲအရွက်ကိုခါပစည်းလုံးနေဘယ်တော့မှလုံခြုံမှုမရှိတော့ဘူးဘလောက်ပဲခါစည်းလုံးနေသူတို့မှမရတော့ဘူးမရတော့တဲ့အတွက်ကြောင့်လူစားစီဇာရမဏရဲ့လက်အောက်ထဲကိုကြားရောက်သွားပြီ
လူရဲ့ရွေးချယ်မှုကိုဖျားသခင်ကဘာပြန်လုပ်လဲသူတို့အတွက်ကယ်တင်ခြင်းတရားဆိုတာပြင်ဆင်ပေးထားတယ်ကယ်တင်ခြင်းတရားဆိုတာဘာလဲဝိလို့ဖြောင့်မတ်ခြင်းတရားလို့ပြောတယ်မင်းတို့ဗုဒ္ဓဘာသာမှာကုသိုလ်ကံအကုသိုလ်ကံလို့သုံးတယ်ငါတို့စီမှာဖြောင့်မတ်ခြင်းတရားဖြောင့်မတ်ခြင်းဆိုတာမှန်ကန်စွာရွေးချယ်ခြင်းမှန်ကန်စွာစောင့်တည်ခြင်းဖြောင့်မတ်ခြင်းတရားဟုတ်မှန်ခြင်းကိုပြောဆိုခြင်းဖြောင့်မတ်ခြင်းတရားလို့သုံးတာမင်းတို့ဗုဒ္ဓဘာသာမှာကုသိုလ်ကံအကုသိုလ်ကံကဲအဲ့တော့အခုနကမင်းတို့ဗုဒ္ဓဘာသာမှာအကုသိုလ်ကငါတို့ဖန်ဆင်းရှင်ကိုးကွယ်တဲ့သူတွေမှာဒုစရိုက်လို့သုံးတယ်ဒုစရိုက်ဆိုတာဘာကိုပြောတာလဲငါစာတွေနဲ့ရေးပြထားတယ်ဒုစရိုက်ဆိုတာပညာတော်လွန်ကျူးခြင်းအပြင်ဒုစရိုက်ကိုပြုသောသူသည်ကဘာဥစမှစ၍ဒုစရိုက်ကိုပြုသောသူသည်မာနဤသူဖြစ်မာနဖြစ်၏မာနကဘာလို့လဲဖျားဖြစ်ခြင်းမာရဲဆိုတဲ့အယူဝါဒရှိတဲ့သူကမြင့်ဆုံးသောဖျားသခင်ကဲ့သို့ငါနေမည်ငါဤပလင်ကိုငါချီးမြှောက်မည်အဲ့ဒါပြဿနာကအဲ့ဒီမှာပဲဒါကြောင့်အသင်ဒီမရဏနိုင်ငံတွင်ဒီအောင်နှိမ့်ချခြင်းကိုခံရလေပြီတကားဒါကြောင့်ခရစ်တော်ကပြောထားလဲအသင်တို့၏အဖဒီဟုသောမာနမှဆင်းသက်သည်ဖြစ်၍တဲ့အသင်တို့၏အဖ၏စကားကိုနားထောင်တတ်ကြ၏တဲ့လူအသက်ကိုတတ်သောသူတဲ့မာနကပြောလဲထိုပြီးသီးကိုစပါမသေးပါဘူးဒါကြောင့်ခရစ်တော်သည်ဖန်ဆင်းရှင်ဘုရားဖြစ်တယ်ဒါကြောင့်ခရစ်တော်ကမိမိရဲ့ဖျားဤဇာတိပဂတိကိုစွန့်ပြီးတော့ဖျားဤဇာတိပဂတိဆိုဖျားရဲ့ဘဝကိုစွန့်ပြီးတော့လူသားကြုံကဲ့သို့လာပြီးတော့အသေးခံတယ်လို့ပြောတာဘာဖြစ်လို့လဲအခုနကပြီးလိုက်တဲ့သိုးသေးနဲ့ဝစ်လို့ဖြောင့်မတ်ခြင်းတရားဖြောင့်မတ်ခြင်းတရားဆိုတာဘာလဲမှန်ကန်စွာရွေးချယ်ခြင်းမှန်ကန်စွာကျင့်ကြံခြင်းအဲ့တော့ခရစ်တော်ကသိုးသေးဆိုတာပါလဲလူသည်အသွေးအသားအဖြစ်အသက်ရှင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်အသွေးအသားအဖြစ်ဇာရမဏေလက်ထက်ကနေရွေးနှုတ်ရမယ်ရွေးနှုတ်ရမယ်အတွက်ကြောင့်သိုးသေးဆိုတာကဘာကိုပြောတာလဲဖြောင့်မတ်ခြင်းတရားဆိုတာဘယ်သူကိုပြောတာလဲဖျားပဲဖျားဆိုတာကဖျားသခင်ကသူ့ရဲ့သားသမီးတွေအာရန်ရဲ့လက်ထက်ကိုကြားရောက်သွားတာအာရန်ရဲ့လက်ထက်ကနေပြီးတော့ပြန်ပြီးတော့အသွေးနဲ့ဝယ်ယူရမှာအလကားကျင့်ကြံယူလို့မရဘူးဒါကြောင့်ခရစ်တော်ကမိမိရဲ့ကိုယ်ခန္ဓာကိုယ်ဖျားဇာတိဖျားဖြစ်ပါလေနဲ့ကျွန်းတရံကိုခံယူပြီးတော့သိုးတငယ်ကဲ့သို့အသေးခံခြင်းကိုဖြောင့်မတ်ခြင်းတရားလို့ပြောတာဒါကြောင့်မင်းတို့ဗုဒ္ဓဘာသာတွေနားမလဲဘူးဘေးနားကနေပွားစီလာမလုံးနဲ့နားမလဲတာရှိရင်အေးအေးဆေးဆေးလာမယ်လိုက်ပြီးတော့မနိုင်ရှင်နဲ့ငါပြောနေတာဒါကြောင့်ခရစ်တော်ဟာကြီးပူဇော်ခြင်းဆိုတာခရစ်တော်ကသူကိုယ်တိုင်လက်ဝါးကားတိုင်းပေါ်မှာအတက်ပြီးတော့အသေးခံပြီးတဲ့ခါမှာရစ်ပူဇော်ခြင်းဆိုတာမရှိတော့ဘူးဒီအဲ့ဒီမှာရစ်ပူဇော်ခြင်းဗိမာန်တော်ဆိုတဲ့ဗိမာန်တော်တွေကကလကာကြီးကနှစ်ချမ်းကွဲသွားပြီးတော့ဗိမာန်တော်တွေကိုဝင်ရသောခွင့်ရှိတယ်တဲ့ဘယ်သူမဆိုအတားအဆီးမရှိဝင်ရသောခွင့်ရှိတယ်အဲ့ဒီမှာဆရာဇော်မင်းလွန်ဟောထားတာကိုမင်းတို့ကငါအသေးချတင်ထားတယ် TikTok ပေါ်မှာ Facebook ပေါ်မှာလည်းရှိတယ် YouTube ပေါ်မှာလည်းရှိတယ်ဆရာဇော်မင်းလွင်ရှင်းထားတာပို့ပြီးတော့ရှင်းတယ်သူကတော့တရားဟောတဲ့ဆရာမြန်မာပြည်ထဲမှာအခုတော့မရှိတော့ပါဘူးသူသေးတာ9နှစ်လောက်ရှိပြီဆရာဇော်မင်းလွင်ရှင်းထားတာရှိတယ်အဲ့ဒီမှာငါတင်ထားတယ်ငါကိုယ်တိုင်လည်းရှင်းတာတွေရှိတယ်ဘာလို့လဲဆိုတော့ငါစီမှာကဘာမှမရှိဘူးငါဖုန်းတစ်လုံးပဲရှိတာကွန်ပျူတာရှိတယ်ငါအင်တာနက်ဝယ်မသုံးနိုင်ဘူးငါတက်မှရေးသိမ့်မကောင်းဘူးငါပတ်သက်ရအလုံးလောက်အောင်မရှာနိုင်ဘူးဒါကြောင့်ငါမင်းတို့ကိုစာလေးတွေနဲ့ရှင်းပြတာငါဗီဒီယိုနဲ့ရှင်းပြမယ်ဆိုလဲအချိန်မပေးနိုင်ဘူးငါလောက်တတ်တယ်ငါဖန်တီးတတ်တဲ့ဒါတွေကိုသို့တော့ငါအချိန်မပေးနိုင်ဘူးအချိန်ကအများကြီးပေးရမှာဒါတွေကဗီဒီယိုဖိုင်
ခုပြီးအောင်လုပ်ဖို့ဆိုတာငါမှအချိန်အများကြီးလုပ်ရမယ်ကျန်းစာစီရမယ်ပုံနေနဲ့မင်းတို့နားလဲအောင်ပုံနေနဲ့ထောက်ပြရမယ်အဲ့တော့ငါလုပ်ပြီးလို့မရဘူးစာဖတ်ပါငါပြောစာလေးတွေပဲငါရေးပြတယ်ငါမင်းတို့ပေါ်ကိုဘာလောက်ထအောင်အနစ်နာခံခဲ့တယ်လေငါဗုဒ္ဓဘာသာကလာတာငါကိုချင်းစာတယ်မင်းတို့ပေါ်မှာနားမလဲတာရှိရင်လိလာပါတိုးတိုးတိတ်တိတ်ငါပြောခဲ့တယ်မလိလာပဲနဲ့ဘေးနာပွားစီဖြောင်းမှချင်းတရားမင်းတို့ရဲ့ယုံကြည်ခြင်းနဲ့လာမလိုက်ရှင်နဲ့ငါလည်းဗုဒ္ဓဘာသာကနေလာတာငါဗုဒ္ဓဘာသာလို့နားလဲတယ်အဲ့တော့ဗုဒ္ဓဘာသာရဲ့လမ်းစဉ်နဲ့ဖန်ဆင်းရှင်ကိုယ်ွယ်တဲ့လမ်းစဉ်ဒီရေနဲ့မီမတူဒါကြောင့်မင်းတို့နားမလဲအဲ့ဒါကြောင့်ယေရှုခရစ်တော်ကမိမိဟာဗိမာန်တော်ထဲမှာသူကိုယ်တိုင်ဝင်နေတဲ့သူ့ရဲ့အသွေးနဲ့ရစ်ပလင်ကိုဖြန်းနေတဲ့တခါတည်းရစ်ပူစော်တယ်ဒါကြောင့်ဒေါက်တာနန္ဒဘိဝင်သားပြောနေတဲ့စကားလုံးတွေအားလုံးကဇာရမဏေရဲ့လက္ခဏာရှိတယ်ငါစာရီနဲ့ရေးရှင်းထားတယ်ဇာရမဏေရဲ့လက္ခဏာနဲ့အပြည့်စုံရှိတယ်ငါဗီဒီယိုတွေနဲ့2024မှာလည်းငါ YouTube မှာရှင်းထားတယ်ပြီးတော့လည်း Facebook ပေါ်မှာလည်းငါစာရီနဲ့ရေးရှင်းထားတယ်ဒေါက်တာနန္ဒဘိဝင်သားရဲ့စကားလုံးအားလုံးကဇာရမဏေရဲ့လက္ခဏာနဲ့အပြည့်စုံအင်္ဂါရှိတယ်ဖျားဖြစ်မယ်ကျင့်ကြံလူဟာကျင့်ကြံရင်ဖျားဖြစ်မယ်ဇာရမဏေရဲ့လက္ခဏာအပြည့်စုံရှိတယ်ဒေါက်တာနန္ဒရဲ့ဘိဝင်သားရဲ့စကားလုံးတိုင်းဟာနော်ဒါကြောင့်မင်းတို့နားမလဲရင်လိလာပါငါဓာတ်ရိုက်မပြောဘူးဒဲမပြောခြင်းဘူးငါစာလေးနဲ့ရေးပြောတယ်ဆိုတာနားမလဲရင်လာမေးငါရှင်းမယ်တာဝန်ယူမှုတာဝန်ခံမှုငါမှရှိတယ်မင်းတို့ကိုနားလဲအောင်ထီအောင်ငါရှင်းပြမယ်ငါအဲ့လိုပြောခဲ့တယ်ဒါပေမဲ့မင်းတို့အဲ့ဒီမှာဩဃဓမ္မမင်းဘေးနာကနေပွားစီအဲ့ဒီမှာသေခြင်းတရားအဲ့ဒါတွေမင်းတို့လာပြောမနေနဲ့ငါ့ကိုမင်းတို့သေချာလာမေးမတိုးတိတ်လာမေးငါရှင်းပြမယ်ငါမရှင်းနိုင်ရင်ငါကရဲ့ဇက်ကိုငါအစအဆုံးဇက်မသိနိုင်ရင်ငါဘယ်တော့မှမလုပ်ဘူးလေကောဩဃဓမ္မမင်းတို့နားလဲအောင်လို့ငါနားမလဲပဲနဲ့ဘယ်တော့မှငါထပြောမပြောဘူးငါမတိုက်တဲ့အရာဆိုရင်ငါမသိချောင်ဆောင်နေလိုက်ရောငါမနားမလဲတဲ့အရာဆိုရင်မင်းတို့ကြိုက်တာပြောစားမှာငါဘာမှပြောမှာမဟုတ်ဘူးမင်းတို့နားမလဲပဲနဲ့ဝင်ပြီးဆရာလုပ်နေတာဥက္ကဋ္ဌမဒါကြောင့်လိလာပါငါတိုက်ရိုက်မပြောဘူးငါတိုက်ရိုက်ပြောလို့ရှိရင်မင်းတို့ရင်ဝါကိုလန်နဲ့စောင့်ထိုးတယ်လို့နားမယ်ငါပြောနေတာငါမပြောချင်ဘူးဒါကြောင့်ငါဗုဒ္ဓဘာသာကိုစွန့်ပြီးတော့ဖန်ဆင်းရှင်ဘုရားကိုယ်ွယ်တာဒါကြောင့်မတူဘူးဘာသာတရားဆိုတာမတူဘူးယုံကြည်ချက်မတူဘူးလမ်းစဉ်ကရေနဲ့မီတရားတလန်းတန်တလန်းမတူဘူးဖြောင့်မတ်ခြင်းတရားမင်းတို့ကျင့်လို့မရဘူးဖန်ဆင်းရှင်ဘုရားကိုယ်ွယ်တာဖန်ဆင်းရှင်ဘုရားနဲ့ဗုဒ္ဓဘာသာဘလောက်ထအောင်နှစ်ပေါင်းกว่าလဲတမိုင်းရလိလာကြည့်မင်းတို့သိတဲ့ခရိယာဆိုတာပဲသိတာပဲခရိယာကဟုတ်တယ်ဖန်ဆင်းရှင်ဘုရားဆိုတဲ့ဝါဒကဘယ်ကနေစပြီးရှိလာတာလဲတမိုင်းလေးလာကြည့်ကဘာဥစာကဖန်ဆင်းရှင်မရှိပါဘူးလို့မင်းတို့ပြောနေတာဒါဆိုရင်မင်းတို့ငါမင်းမယ်မင်းဗုဒ္ဓဘာသာယဟန်နေဆရာတော်တွေပေါမကရှုပ်တယ်ငါမင်းကဘာပေါ်မှာကဘာရဲ့တပတ်ခုနှစ်ရဲဆိုတာဘယ်ကနေရလာလဲဘယ်သမတဘယ်မင်းဘယ်အစိုးရဘယ်အကောင်စီကနေပြီးတော့ဘယ်လာအိုကောင်စီကနေပြီးတော့ကဘာသာကဘာနှစ်တည်းအတွဲဆိုပြီးတော့ညီရဲ့ဒီဘသူကတတ်မှတ်ပြီးခဲ့တာလဲဘယ်သူကနေတတ်မှတ်ပြီးခဲ့တာလဲရဲတပတ်မှာ9ရက်ရှိရမယ်ဆိုတော့ဘယ်သူကတတ်မှတ်ပြီးထားတာလဲမင်းတို့လိလာကြည့်လားဖန်ဆင်းရှင်မရှိဘူးရှိတယ်ဆိုတော့အဲ့ဒီရဲတပတ်ကို9ရက်ရှိတယ်ဆိုတာကိုသမိုင်းကိုလေ့လာရင်ဖန်ဆင်းရှင်ရှိတယ်ဆိုတော့အတိအကျသိလို့ရတယ်ဘုရားသခင်ဒီကောင်းကင်နဲ့မြေကြီးသမုဒ္ဒရာဆိုင်းရည်တို့ကို6ရက်အတွင်းဖန်ဆင်းတယ်9ရက်မြောက်တဲ့နေ့မှာဘုရားသခင်ကကောင်းကြီးပေးတဲ့တန်ရှင်းစေတယ်9ရက်မြောက်တဲ့နေ့စနေနေ့နောက်ဆုံးသောနေ့ရက်
အဲ့ဒါဘေကလာတာလေအဲ့ဒီနိရဲ့တမိုင်းကိုမင်းတို့လေ့လာလို့နားလည်ပြီဆိုရင်ဖန်ဆင်းခြင်းရှိတယ်ဘေးမနိရဲ့ကအဲ့ဒီကဘေရကြလာလဲဆိုတော့ယူရလူမျိုးတွေစီမှာဂျူးလူမျိုးတွေစီကနေပြီးတော့ရဲတပတ်9ရက်ဆိုတာဂျူးလူမျိုးတွေစီကရလာတယ်ဂျူးလူမျိုးတွေကဘာကိုကိုးကွယ်တာလဲလို့လေ့လာကြည့်ဖန်ဆင်းရှင်ထာဝရဘုရားကိုကိုးကွယ်တဲ့လူတွေသမိုင်းကိုလေ့လာကြည့်လိုက်တဲ့အခါမှာဖန်ဆင်းရှင်ရှိတယ်ဆိုတော့အဲ့ဒီမှာပဲဖြစ်ပေါ်တယ်ဒါကြောင့်ငါပြောမယ်မင်းတို့ဗုဒ္ဓဘာသာဆိုတဲ့ကောင်ကြီးဘာမှနားမလည်ပဲနဲ့ဘေးနားကနေပွားစီလာလုံနေနဲ့ငါပို့ပြီးတော့ဒေါသထွက်တာကလွဲလို့ဘာမှအဓိပ္ပာယ်မရှိဘူးမင်းတို့အေးစစ်စစ်ငါရှင်းပြတဲ့အခါမှာလေ့လာပါနားမလည်ရင်တိုးတိတ်လာမေးပါမင်းတို့ပွားစီလှုပ်လေငါကဒေါသထွက်လေပဲနားမလဲတာလိုက်နိုင်ရှင်မပြနေနဲ့မင်းတို့အဲ့လိုနိုင်ရှင်ပြနေမင်းတို့ဗီဒီယိုတွေယူပြီးတော့ငါဖတ်ရှင်းရင်မင်းတို့အဆက်ကွဲမှာငါမလှုပ်ချင်လို့မင်းတို့မေတ္တာနဲ့ပြောတာငါစာလေးနဲ့တိုးတိတ်ရေးပြရစီနားမလဲတာရှိရင်လာပြီးတော့မေးလာပြီးတော့ဘေးနာပွားစီမလုံးနဲ့ငါမျက်စိနောက်တတ်တယ်နားရှုပ်တတ်တယ်ဘေးနာနဲ့ညင်းမလုံးနဲ့အဲ့ဒါဆိုရင်ငါရင်အောင်လို့ချင်းကိုရိုက်လို့ရိုက်ပလိုက်မှာသဘောပေါက်လားနားမလဲတာရှိရင်မေးမသိတာရှိရင်မေးတိုးတိတ်ဘေးနာကနေဂျင်ကောင်းနေလို့ဟာမင်းသိရမှာမင်းတို့ဥစ္စာပြီးတော့လေဟိုမရောက်ဒီမရောက်ဒီဩဃဓမ္မမင်းတို့ချီတော့လုံနေတာငါပြောမယ်မင်းတို့ဟာတဲ့ဘာတွေလဲနားလဲမလဲဘူးသူများဘာသာရေးကိုပြီးတော့လဲရှောက်နှိုင်းရှင်းနေတာမင်းတို့ချီတော့လုံနေတာငါပြောမယ်ဖန်ဆင်းရှင်ဖျားကိုးကွယ်တဲ့သူနဲ့ဗုဒ္ဓဘာသာရေးနဲ့မီတရားတလန်းတန်တလန်းလာနိုင်ရှင်စရာဘာမှအကြောင်းမရှိဘူးဘာမှလည်းငါ့ကိုလာပြီးတော့မင်းတို့ဗုဒ္ဓဘာသာယဟန်တွေကိုပြောလို့ငရေကြပါမယ်လို့လာမပြောနဲ့တရားတလန်းတန်တလန်းလမ်းစဉ်ကိုမတူဘူးမင်းဗုဒ္ဓဘာသာဆိုတဲ့ငါတို့အနေနဲ့ဒဲပြောလို့ရှိရင်ဇာရမဏကိုကိုးကွယ်တာလို့ပဲဒဲပဲပြောလို့ရတယ်ဒါကြောင့်ငါမပြောခြင်းလို့မင်းတို့နားလေလားနားမလဲလိလာပါငါပြောနားမလဲတိုးတိတ်လာမေးပါငါရှင်းပြပါမယ်ဒါပေမဲ့မင်းတို့သိခြင်းလို့မေးတာဆိုရင်တော့ငါရှင်းပြလို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ်တခါလေကျတော့လူတွေကမေးတာရန်လိုခြင်းလို့မေးတာလားရန်ချစတာလားရန်မီးစားကိုပြိုးတာလားဒါကြောင့်ငါလူတိုင်းကိုလည်းမရှင်းဘူးမေးရင်လည်းမင်းသိကြရင်တော့ကိုယ့်ကသူလေ့လာပဲငါတော့ငါ့ကိုဒီအကြောင်းအရာဘယ်သူမှမရှင်းပြဘူးငါစမ်းစာဖိုင်ရင်နဲ့ငါနားလည်လာတာဘယ်သူမှလည်းငါဟောတယ်လို့ဘယ်သူမှမဟောနိုင်ဘူးဒါပေမဲ့ငါဟောတာမှားတယ်မှန်တယ်ဆိုတော့ငါစမ်းစာနဲ့ထောက်ပြမယ်သမိုင်းနဲ့နေ့အဲ့ဒါကိုငါအတိအကျပြမယ်ဘယ်လိုလဲဆိုတာဖြစ်ပေါ်လာတယ်လူတိုင်းနားမလဲဦးစမ်းစာကိုခရိယန်ဘာသာရဲ့စမ်းစာကိုလူတိုင်းနားလဲမိရှုပြတာကြပြီဘယ်သူမှနားမလဲဘူးမင်းတို့ထင်တာခရိယန်တိုင်းနားလဲတယ်ခရိယန်ဓမ္မတရားဟောစာဆရာတိုင်းနားလဲတယ်ထင်လားကျမ်းစာကြောင်းတက်ပါတယ်ဆိုတော့ကျမ်းစာကြောင်းမှာကျမ်းစာသင်ပါတယ်ဆိုတော့ဆရာတိုင်းနားလဲလားလုံးဝနားမလဲဘူးနားလဲလို့ရှိရင်ကျမ်းစာကိုလူများမိရှုဖျက်ဆီးပြတာကြားပြီနားမလဲလို့ကျမ်းစာကပြောသမျှအရာအလုံးကဓာပဲမင်းတို့ဘာခံနိုင်တဲ့သူတွေအတွက်တော့ယင်ဝဓာနဲ့ထိုးတော်လို့ပဲဒါကြောင့်ငါပြောတယ်ကျမ်းစာဆိုတာလူတိုင်းအတွက်တော့စားစရာဖြစ်မှာမဟုတ်ဘူးခါတဲ့အရာဖြစ်လိမ့်မယ်ဒါကြောင့်ငါ့ကိုမင်းဘေဘာသာတရားကလာပြီးတော့မင်းဆွဲနေဘယ်တော့မှမရဘူးမင်းဘလို့ပဲပြောနေငါ့ကိုဘလို့ပဲမြှူဆွဲနေရမှာမဟုတ်ဘူးငါကျမ်းစာတော်တော်နားလေတယ်ကျမ်းစာကိုငါကောင်းနားလေတယ်ဒါကြောင့်မင်းတို့ကြိုက်သလိုမြှူဆွဲမင်းပစ္စည်းဥစ္စာနဲ့မြှူဆွဲမလားငါပြောမယ်ငါလမ်းဘေးမှာနေစရာမရှိလို့လမ်းဘေးမှာခွက်တစ်လုံးနဲ့တောင်းစားရတဲ့တောင်းစားဘဝရောက်ပါစေငါဘေးအရာမှမလုပ်ချင်ဘူးဩဃဓမ္မမင်းပြောနေတာအစွဲဆိုတာငါမှဘာမှမရှိဘူးဩဃဓမ္မငါပြောမယ်
ငါလမ်းပြီးမှတတောင်းစားလို့တောင်းစားစားစရာမရှိလို့တောင်းစားနေရပါစေငါဖန်ဆင်းရှင်ပဲကိုယ်ွယ်မယ်မင်းငါ့ကိုဘာဒီလာနိုင်ရှင်ပြနေရလဲငါပြောမယ်ငါဘာမှလိုချင်လို့မဟုတ်ဘူးမင်းတို့နားမလဲတာကိုလာဝင်မရှုပ်ဖို့ငါပြောနေတာမင်းမြန်မာနိုင်ငံထဲမှာကွာလာပြီးတော့ဘယင်လောက်ပါဆိုလဲငါမလုပ်ဘူးမင်းအဲ့ဒီမှာမြန်မာနိုင်ငံမှာရှိတဲ့မျိုးသမီးတွေမင်းမရပေးလုပ်မယ်ဆိုပြီးတော့လာပါဆိုလဲငါမလုပ်ဘူးသိလားလောကနဲ့ငါဘာမှကိုမပတ်သက်တာဘာမှငါချစ်ချင်မုန်းချင်းမပါဘူးဒါပေမဲ့မင်းတို့နားမလဲတာကိုလိုက်ပြီးတော့ရှုပ်နေလို့ငါမကြိုက်တာဩကာဓမ္မမင်းပစပ်ပေါက်ပိတ်ရပိတ်မပိတ်ရင်ငါစာနဲ့ရေးအသေးစိတ်ရေးပြီးတော့မင်းကိုအရှက်ခွဲရမှာပဲဒါပဲရှိတယ်မင်းပစပ်ပေါက်ပိတ်မလားမပိတ်ဘူးလားမင်းတောက်အဲ့ဒီမှာဒေါက်တာနန္ဒပြီးဝင်သားအမြန်တောင်းမှန်မလားမတောင်းမှန်ဘူးလားဒါပဲငါလိုချင်တယ်ငါတို့ဘာသာတရားမှာတော့ဖះအမင်းဘာလို့သူပြင်းအသီးကိုစားလဲဟုတ်ပါတယ်ဖះကိုတော့ကျွန်ုပ်စားမိပါတယ်လို့ဖះကဝန်ခံတာကိုပဲလိုချင်တယ်ဒါပေမဲ့အာရန်ကအဲ့လိုမဟုတ်ဘူးဖះသခင်ပေးတဲ့အမျိုးသမီးကကျွန်ုပ်ကိုပေးလို့ကျွန်ုပ်စားပါတယ်တဲ့အပြစ်ကိုဝေမခံတာဖန်ဆင်းရှင်ဖះကိုးကွယ်တဲ့သူကအပြစ်ကိုဝေမခံသေးဘေတော့မှခွင့်လွှတ်ခြင်းတရားမရှိဘူးကွာအင်းဝကိုမင်းရဲ့အင်းဝမင်းဘာဖြစ်လို့ထိုးအပင်ကြီးအသီးကိုစားရလဲမွေကကျမကိုစားလို့ပြီးလို့လာပြီးတော့လင်းလေပြားလို့ကျမစားပါတယ်ဖះကလိုချင်တာအဲ့ဒါမဟုတ်ဘူးဟုတ်ပါတယ်ကျမစားမိပါတယ်ကိုတော့ကျမမှားပါတယ်ကိုတော့ကျမအပြစ်ကိုခွန်းလွတ်ပါလို့တောင်းပန်ခဲ့ရင်တော့ဖះကအဲ့ဒါချစ်ချင်းမေတ္တာရှိတယ်ဒါကြောင့်ငါမင်းတို့ကိုဥပမာလေးတွေပေးပြောတဲ့ခါမှာမင်းတို့နားမလည်ဘူးအပြစ်သားတယောက်ကလူသားမှုဖြစ်တယ်ရှေးတရားသူကြီးရဲ့ရှေးမှာဝင်ချတောင်းပန်လင်ခွန်းလွတ်ခြင်းတရားဆိုတာရှိသလိုမင်းတို့မြန်မြန်တောင်းပန်မလားမင်းတို့မတောင်းပန်ဘူးမင်းတို့နားမလည်တဲ့ဥစ္စာကိုဝင်ရှုပ်နေတာကဒါကပြဿနာမင်းတို့အတွက်ဒူးစရိုက်ပဲမင်းတို့ကုသိုလ်ကံအကုသိုလ်ကံကုသိုလ်ကံအကုသိုလ်ကံပညာတရားလူတွင်ကျွေးအဖြစ်ပညာတော်ကိုလွန်ကျူးခြင်းအဖြစ်ပြည့်ဒူးစရိုက်ပဲဒါကြောင့်မင်းတို့ဘာမှနားမလဲပဲနဲ့ဝင်ရောက်လာပြီးတော့ဆွဲဖက်ဝင်ရှုပ်နေတာကငါတို့အတွက်ပြဿနာပဲဩကာဓမ္မရဲ့ဒေါက်တာနန္ဒပိဝေသားရဲ့မင်းတို့ယဟန်တစ်ပါးဝင်ခံမလားမင်းတို့ဘေးနာကနေပြီးတော့ပါဇက်ပေါက်တွေပိတ်မလားဒါပဲငါပြောမင်းတို့လိုတော့ဘေးနာကနေတော့ပွားစီလုံနေမဲ့ကောင်မဟုတ်ဘူးငါမင်းတို့ကိုနာမည်ခေါ်ပြီးပြောမှာမင်းနာမည်ကိုဘယ်လိုလဲဆိုငါလေ့လာလိုက်တာနဲ့ချက်ချင်းသိတယ်နော်အဲ့တော့မင်းနာမည်ကိုလည်းငါထည့်ပြီးပြောတယ်မင်းတို့ပါဇက်ပေါက်ပိတ်မလားနားမလဲတာကိုတိုးတိုးတိတ်တိတ်နဲ့အေးစစ်စစ်နဲ့လေ့လာမလားဒါပဲပြောအေးမလေ့လာပဲနဲ့ပွားစီလို့ရင်တော့အဆက်ခွဲရမှာပဲမင်းတို့ကောင်းနေကိုနော်ဒေါက်တာနန္ဒဘိဝင်းသားရဲ့ဩဃဓမ္မရဲ့တခြားသောယဟန်တွေလည်းမင်းတို့လည်းအဆက်ခွဲကြည့်ရင်တော့ဝင်လာပေါ့ကွာငါတော့အဆက်ခွဲမှာမင်းတို့ပါမယ်ဒါမှရှိတယ်မင်းတို့ကြိုက်တဲ့လမ်းကိုရွေးနှစ်လမ်းပဲငါတို့ဘာသာတရားမှာလမ်းနှစ်လမ်းပဲရှိတယ်တည်ခြင်းကိုသွားမလားဖြောင်းမရှင်တရားလမ်းကိုလိုက်မလားဖြောင်းမရှင်တရားကိုလမ်းကိုလိုက်ရင်တော့ပညာတရားစောင့်ရမှာပဲမင်းတို့ဗုဒ္ဓဘာသာယဟန်တွေပြောနေတယ်ဖန်ဆင်းရှင်ကိုယ်ကိုယ်တဲ့သူတွေအကျင့်မရှိဘူးလို့ပြောနေတယ်အဲ့ဒါကငါပါရိုက်ချင်နေပြီနားမလဲပဲနဲ့ဝင်ရှုပ်တယ်အကျင့်မရှိတဲ့ဘာသာလို့ပြောတယ်အဲ့ဒီယဟန်တွေငါအပြင်မှာဆိုပါရိုက်မှာနားမလဲပဲနဲ့ဝင်ရှုပ်နေတာဆိုရင်တော့ပါရိုက်မှာငါမညာတော့ဘူးမေတ္တာနဲ့မပြောတော့ဘူးမင်းတို့ကိုပါရိုက်ပြီးတော့မင်းတို့နားလဲလို့လားလို့ပဲမေးလိုက်တော့မယ်ငါတလောက်ပြောမယ်မင်းတို့ပါမယ်